ပင်လယ်ပြင်နဲ့ရေကန်တွေထက်မှလောလောဆယ်ပြန်တန်းနေတဲ့ဇင်းရောလေးတွေကိုကြည့်ပြီးအားကြပူပါသလားသူတို့ရဲ့လှပတဲ့ပြန်တန်းမှုတွေနောက်ွယ်မှာအံ့ဩစရာကောင်းတဲ့ဘဝပုံရိပ်လေးရှိနေပါတယ်ဇင်းရောလေးတွေဟာတစ်နှစ်ကိုမိုင်းထောင်မောင်းချီခရီးညှင်တတ်ကြတဲ့ဆောင်းခုငှက်ကလေးတွေပါအေးလုံးနဲ့ကဘာမြောက်ဘက်ချမ်းကနေကျမတို့စီကိုအလဲလာတတ်ကြတာပါစံကြေတာကသူတို့မှာ GPS မပါပေမဲ့လမ်းဘက်တော့မှမပြောက်ပဲနောက်နဲ့ဆိုရင်ဒီနေရာကိုပဲပြန်လာတတ်ကြတာပါပဲလူတွေတောင်အတူယူရလောက်တဲ့အချက်ကဇင်းရောတွေဟာသူတို့ရဲ့အဖို့အပေါ်အရန်တစ္ဆာရှိကြတာပါများသောအားဖြင့်တစ်သက်လုံးမှာအဖို့တဲ့ဦးရဲဘူးပဲပေါင်းဖက်ပြီးသားသမီးတွေကိုအတူတူပြုစုပြုထောင်တတ်ကြပါတယ်ဇံပြမိသားစုလေးတွေပေါ့ကျမတို့လူသားတွေပင်လေရေတောက်လို့မရပေမဲ့ဇင်းရောတွေကတော့တောင်းနိုင်ပါတယ်သူတို့ရဲ့နှာခေါင်းထဲမှာပါတဲ့အထူးကလင်းလေးတွေကစားတတ်ဖို့ပြန်ထုတ်ပေးနိုင်လို့ပါဒါကြောင့်ပင်လယ်ထဲမှာဘယ်လောက်ပဲကြာနေရေငတ်ဖို့မပူရတော့ဘူးပေါ့ဇင်ယော်လေးတွေဟာအစာရှာတဲ့နေရာမှာအရန်ပါနဲ့တဲ့မြေကြီးတဲကတီကောင်းတွေထွက်လာအောင်မြေပြင်ပေါ်မှာခြေထောက်လေးတွေနဲ့တစ်ဖြက်ဖြက်ခါပြတတ်ကြတဲ့ဒါကမူရွာနေတယ်လို့တီကောင်းတွေထင်သွားအောင်လှဲစားတဲ့နီလာလေးပါအခုလိုနွေရသည်ဆိုရင်သူတို့လေးတွေဟာကျမတို့စီကနေခက်တာနှုတ်ဆက်ပြီးသူတို့ရဲ့ဇာတိမြေကိုပြန်သွားကြပါပြီနောက်ထပ်ဆောင်းဥပေါရောက်မှပဲသူတို့ရဲ့အားပေးတန်လေးတွေကိုပြန်ကြားရအောင်မှာပါ